ငပိရေစားခြင်း၏ဆိုးကျိုးများငပိရေသည်မြမရိုးရာအစားအစာယဉ်ကျေးမှု၏အသက်သွေးကြောတစ်ခုဖြစ်တော်လဲ၎င်း၏ကျန်းမာရေးဆိုင်ရာအန္တရာယ်များကိုသိပ္ပံနည်းကြားဆန်းစစ်ရန်လိုအပ်ပါသည်မြမလူဖွဲ့စည်းသည့်ငပိရေထဲမှထမင်းဝိုင်းကပြည့်စုံတာဆိုသောအယူဆလွဲများကြောင့်ကျန်းမာရေးနှင့်လူမှုဆက်ဆံရေးအတွက်အရေးပါသောအချက်များကိုလျစ်လျူရှုထားမိကြသည်1. ကျန်းမာရေးဆိုင်ရာအဆိပ်သင့်မှုငပိရေ၏အဓိကအားနည်းချက်မှာဆားဆိုဒီယမ်အလွန်အမင်းမြင့်မားစွာပါဝင်နေခြင်းဖြစ်သည်ကသွေးတိုးနှင့်နှလုံးရောဂါ၏မူလရင်းမြစ်ဆားဓာတ်အဆိပ်သင့်မှုဆိုဒီယမ် overload လူတစ်ဦး၏တစ်နေ့တာဆားလိုအပ်ချက်သည်လက်ဖက်ရည်စွန်းတစ်စွန်းခန့်သို့မဟုတ်2000မီလီဂရမ်သာဖြစ်တော်လဲငပိရေစားသုံးခြင်းကြောင့်လိုအပ်ချက်ထက်4ဆမှ5ဆပိုများသောဆားဓာတ်ကိုရရှိနေသည်ဆိုးကျိုးများဆားဓာတ်အလွန်များပြားခြင်းကြောင့်သွေးတိုးရောဂါ hypertension ဖြစ်ပေါ်လာသည်သွေးတိုးခြင်းသည်လေဖြတ်ခြင်း stroke နှလုံးရောဂါ heart attack နှင့်ကျောက်ကပ်ပျက်စီးခြင်း kidney failure တို့၏အဓိကအကြောင်းရင်းဖြစ်သည်ခဓာတုဗေဒဆိုင်ရာအန္တရာယ်အရည်အသွေးထိန်းချုပ်မှုမရှိခြင်းငပိအများစုသည်ထုတ်လုပ်မှုစနစ်တွင်သန့်ရှင်းမှုစံနှုန်းများကိုလိုက်နာခြင်းမရှိပေကင်ဆာဖြစ်စေနိုင်သော drug ပေါင်းများအချို့ငပိများတွင်စနစ်တကျအချဉ်ဖောက်ခြင်းမရှိပါကကင်ဆာဖြစ်စေနိုင်သောဓာတုပစ္စည်းများ carcinogens သို့မဟုတ်သဘာဝမဟုတ်သောဓာတုပစ္စည်းများပါဝင်လာနိုင်သည့်အန္တရာယ်ရှိသည်2. ငပိရေထဲကလောက်ရဲ့အန္တရာယ်ရှေးလူကြီးများပြောခဲ့ဘူးသည့်ငပိနဲ့လောက်ရွှေနဲ့ကြောက်ဟုသောစကားပုံသည်သိပ္ပံနည်းအရလုံးဝမှားယွင်းသောအယူအဆဖြစ်ပြီးကျန်းမာရေးကိုအန္တရာယ်ရှိစေသောအလေ့အထကိုလက်ဆင့်ကမ်းခဲ့ခြင်းဖြစ်သည်ငပိတွင်ပါလာသောလောက် maggots များသည်ငပိ၏စုဖွဲ့အောင်ပြုတ်လိုက်သည့်အခါသေဆုံးသွားကြသည်မှာမှန်တော်လဲ၎င်းတို့၏ခန္ဓာကိုယ်မှထွက်လာသောပစ္စည်းများကကျန်းမာရေးကိုအပြင်းအထန်ထိခိုက်စေသည်ကအဆိပ်အတောက်ဖြစ်လာခြင်း toxin release လောက်များသည်သေဆုံးပြီးနောက်၎င်းတို့၏ခန္ဓာကိုယ်နှင့်စွန့်ပစ်ပစ္စည်းများသည်ငပိရေထဲသို့ပျော်ဝင်သွားသည်၎င်းတို့သည်ဘက်တီးရီးယားများကပ်ပါပိုးများနှင့်၎င်းတို့မှထုတ်လွှတ်ထားသောအဆိပ်အတောက် toxin များကိုပြုတ်ရည်ထဲသို့ထုတ်လွှတ်သည်အပူသည်ထိုအဆိပ်အတောက်များ toxin ကိုဖျက်ဆီးနိုင်ခြင်းမရှိပါထို့ကြောင့်ငပိရေကိုတောက်သုံးလိုက်ခြင်းသည်လောက်များကိုမတောက်လိုက်ရတော့လဲ၎င်းတို့၏အဆိပ်နှင့်ဓာတုဗေဒပျက်စီးမှုများကိုတောက်သုံးလိုက်ခြင်းပင်ဖြစ်သည်ခhistamine အဆိပ်သင့်ခြင်း food poisoning ငပိကဲ့သို့သောအချဉ်ဖောက်ထားသောငါးများတွင်သန့်ရှင်းမှုအားနည်းပါက biogenic amines ဥပမာ histamine ဓာတ်များအလွန်အမင်းများပြားလာသည်လောက်များပါဝင်ခြင်းသည်ဤဓာတ်များများပြားနေပြီဖြစ်ကြောင်းညွှန်ပြသည်histamine များသောငပိရည်ကိုစားမိပါကချက်ချင်းခေါင်းကိုက်ခြင်းမျက်နှာနှင့်ကိုယ်ခန္ဓာနီရဲခြင်း flashing မူးဝေခြင်းဗိုက်နာခြင်းနှင့်မတည့်သောအာနိသင် allergic-like reaction များရုတ်တရက်ဖြစ်ပေါ်စေနိုင်သည် 3. အပြင်းစားသတ္တုဓာတ်များပါဝင်ခြင်း heavy metal accumulation ငပိလုပ်သောငါးများကိုဖမ်းဆီးသောပတ်ဝန်းကျင်ရေသည်စက်ရုံစွန့်ပစ်ပစ္စည်းများကြောင့်ညစ်ညမ်းနေပါကခဲlead သို့မဟုတ် mercury ကဲ့သို့သောအပြင်းစားသတ္တုဓာတ်များသည်ငပိထဲတွင်စုပုံနေနိုင်သည်၎င်းတို့သည်အချိန်ကြာလာသည်နှင့်အမျှဦးနှောက်နှင့်အာရုံကြောစနစ်ကိုပျက်စီးစေခြင်းအထိဖြစ်ပေါ်စေနိုင်သည် 4. ခံတွင်းနံ့နှင့်ချွေးနံ့ပြဿနာ bad breath and body odor problem ကန့်ဓာတ် sulfur compounds ငပိ fermented fish paste ပြုလုပ်ရာတွင်ပါဝင်သောကန့်ဓာတ်ပါသည့် drug ပေါင်းများ volatile sulfur compound VSC သည်စားပြီးနောက်ခန္ဓာကိုယ်မှအလွယ်တကူမပျက်စီးဘဲရှိနေတတ်သည်ခံတွင်းနံ့အဆိုပါ VSC များသည်အစာချေလမ်းကြောင်းမှတဆင့်အဆုတ်သို့ရောက်ရှိကာအသက်ရှူတိုင်းခံတွင်းနံ့အဖြစ်ထွက်ပေါ်စေသည်
ချွေးနှံ့ VSC များသည်သွေးကြောထဲမှတဆင့်အရေပြားအောက်ခြေချွေးကလင်းများစီသို့ရောက်ရှိကာပုံမှန်ချွေးနှံ့ထက်ပိုမိုပြင်းထန်သောစိမ်းသောအနံ့ body odor ကိုဖြစ်ပေါ်စေသည်လူမှုရေးထိခိုက်မှုရှိခြင်းခေတ်မီအလုပ်ခွင်ကြောင်းလူမှုပတ်ဝန်းကျင်တို့တွင်ကိုယ်နှံ့သို့မဟုတ်ကတွင်နှံ့သည်ဆက်ဆံရေးအတွက်အတားအဆီး social barrier တစ်ခုဖြစ်စေပြီးလူငယ်များ၏ပူးပေါင်းဆောင်ရွက်မှုနှင့်ကိုယ်ပိုင်ယုံကြည်မှုကိုနှိမ်ကျစေသည်ယဉ်ကျေးမှုနှင့်ကျန်းမာရေးကိုခွဲခြားပါငပိရေကိုချစ်သူတိုင်းသည်ယခုချိန်မှစ၍ဤအချက်များကိုသံဝေကယူပါငပိထဲကလောက်သည်အန္တရာယ်ရှိပြီးညစ်ညမ်းသောဘက်တီးရီးယားသာဖြစ်သည်အပူပေးခြင်းသည်ဘက်တီးရီးယားကိုတတ်နိုင်သော်လည်း၎င်းတို့ထုတ်လွှတ်ထားသောအဆိပ်ဓာတ်ကိုမတတ်နိုင်ပါအရသာပြင်းပြင်းစားသုံးနေခြင်းသည်သင်ခန္ဓာကိုယ်ကိုစားဓာတ်လွန်ကဲမှုနှင့်ဓာတုဗေဒအဆိပ်ဓာတ်များဖြင့်နှေးကွေးစွာဖျက်ဆီးနေခြင်းပင်ဖြစ်သည်ငပိနဲ့လာရွှေနဲ့ကြောက်ဆိုတဲ့အယူအဆဟောင်းကိုသင်ကျန်းမာရေးကိုထိန်းသိမ်းခြင်းဖြင့်ယခုပင်ပယ်ဖျက်လိုက်ပါသင်ကိုယ်သင်တန်ဖိုးထားပါတန်ရှင်သောထုတ်လုပ်မှုစံနှုန်းကိုအာမခံနိုင်သောငပိကိုသာရွေးချယ်စားသုံးပါရန်အလေးနဲ့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ခင်ဗျာYuva Hub လူချင်းမင်းတို့အချိန်ပေးနာဆင်မှုအတွက် Essence Reader မှကျေးဇူးတင်ရှိပါတယ်ရှင်